ကဲဒီနေ့တော့ပို့တောင်းရဲ့ဒီပို့ကိုจิตမအငယ်ရောဝါနာပါတဲ့လူရောจิตမအကြီးရောဒီပို့ကိုတေချာနာတော့ဟိုတော်တော်ကျွမ်းကျန်းကျင်လူကတော့ဒီကိစ္စသိလိမ့်မယ်အဲ့တော့จิตဒီဒါအခုอ่ะဆိုရင်ဒါ3လပိုင်းနွေရာသီကိုဝင်ရောက်လာပြီအဲ့တော့နွေရာသီကိုရောက်လာတဲ့အချိန်မှာจิตတွေကတို့9လပိုင်း10လပိုင်းကလည်းဝိုင်းနိုင်ခဲ့ပြီ10လပိုင်း17လပိုင်းဝိုင်းနိုင်ခဲ့ပြီ17လပိုင်း12လပိုင်းဝိုင်းနိုင်ခဲ့ပြီအဲ့တော့1လပိုင်း2လပိုင်းဝိုင်းနိုင်ခဲ့ပြီအခု2လပိုင်း3လပိုင်းတွေကိုရောက်လာအဲ့ရောက်လာတဲ့အချိန်မှာจิตတွေကဟိုဒီမှာချိတဲ့ကိုလုံးတွေကအမွှေးတွေကမရှိတော့ဘူးအမွှေးတွေပြောင်းနေပြီအသားအရည်တွေကငကိုတွေကလို့ပုံမှန်ရဲတောင့်နေတဲ့အသားရည်မဟုတ်ဘဲနဲ့မကြာခဏဖြူလိုက်တာတို့နော်ညိုတန်းတန်းဖြစ်သွားတာတို့မိမ့်တိမ့်တိမ့်ဖြစ်တာတို့ဓာမျိုးချက်တွေဓာမျိုးချက်တွေကိုဆိုရင်မလို့ဝိုင်းထဲမှာထုံးမတိုက်တော့နဲ့အခုကရာဒီဥကဟိုတားပူးလိုက်ဘာလို့ထုံးမတိုက်တဲ့နေလဲထုတ်တိုင်ရောဘာဖြစ်နိုင်လို့ဥပတော့အေး9កောင်ကို2កောင်တော့ဖြစ်တတ်တယ်အဲ့ဒီလိုအရင်ဟုတ်မှအစောပိုင်းမှာ तू ကတွေးထွက်လို့ပဲနိုင်ခဲ့ပင်မပြီးခံပြီးလို့ပဲနိုင်ခဲ့အဲ့အားအင်းတွေကအရင်တော့ကကုန်ခဲ့ပြီအခုနွေရာသီမှာဆက်ပြီးတော့ဆောက်ရုပ်ဖို့ပဲရှိတော့တယ်အဲ့တော့အဲ့အားတွေကအရင်တော့ဝိုင်းတွေမှာဖြုံးခဲ့တဲ့အတွက်ကြောင့်မလို့အခုလိုပွဲတွေရောက်တဲ့ခါကျရင် तू ကကြက်ကခွင့်ရင်တန်းလန်းနဲ့ဘာတွေဖြစ်ကုန်လို့ခွင့်ရင်တန်းလန်းနဲ့မိနစ်30ကျော်တဲ့40ကျော်တဲ့အချိန်မှာသူနဲ့ကိုနဲ့နေတဲ့အချိန်မှာ तू ကအမတန်မာပြီးမဲ့ဆိုတော့မာတယ်ဆိုပေမဲ့လို့တကယ်စိမ့်တဲ့ကြက်တွေလက်ဆက်တဲ့ကြက်တွေနဲ့တွေ့ရင်သူတို့မာနေတဲ့အသားကြီးတွေကပို့ပြီးစိမ့်ကုန်နဲ့ပို့ပြီးနုကုန်နဲ့ခန္ဓာရင်ရှင်းမရှိတော့ဘူးဒါယာဒီဥရုကြောင့်ဖြစ်တာပေမန်းခဲ့တဲ့အတွက်ကြောင့်ဖြစ်တာအဲ့တော့ကြက်ဦးကြက်တွေလွန်ခဲ့တဲ့4-5လတိုက်ခဲ့တာတော့ဆောက်နိုင်ခဲ့တယ်အသားတွေကပုံမှန်မဟုတ်တော့ဘူးဟုတ်လားကာလာတွေပြောင်းနေတယ်ဒါဆိုရင်ဒီကြက်တွေကအာအင်းတွေကုန်ခန်းနေတာအာအင်းတွေကုန်ခန်းလို့ခက်လို့နွေရာသီမှာသူတို့ကိုခွန်မိလိုက်လို့ရှိရင်သူတို့ကစိမ့်ပြီးလက်ဆက်တဲ့ကြက်တဲ့ပို့ပြီးနာကျင်တတ်တယ်ဘာဖြစ်လို့ဆိုအရင်ဝိုင်းနေမှာခံစားခဲ့ရတဲ့ဒုက္ခတွေကအခုလိုနွေရာသီမှာလာပြတာတချို့ဆိုရင်ဗာပြောလို့ဆိုရင်အကွာငါကြက်ကွာခွင်တန်းလန်းကွာရုပ်ရှင်အကျော်တွေဆန့်ပြီးလဲသွားတယ်ဗာဖြစ်သွားတယ်ဆိုအမှန်အဲ့ဥစ္စာတွေကဒီနွေရာသီမှာလာဖြစ်တာပဲအဲ့တော့မင်းတို့စင်ရင်တိုက်ဖို့အဲ့တော့တချို့ဆိုရင်ဒီကြက်တွေကိုဒီလိုဖြူရောဖြစ်တဲ့ကြက်တွေငါတော့တဝိုင်းခိုင်းလို့ရသေးတယ်နောက်တဝိုင်းခိုင်းကြည့်ဦးမယ်သူဝိုင်းထဲမှာအဲ့လိုတွက်ကြုံအဲ့တော့သူကခွတ်ဆေးခံသေးတွက်ထည့်ရောခွတ်ဆေးခံသေးတွက်ရောဒီခန္ဓာကိုယ်မှာချိရဲ့ကြက်အားပါဝါနဲ့ဆေးအားပါဝါနဲ့ဟာကြက်အားပါဝါဒီဆေးကိုသူကမမျိုးနိုင်မသုံးနိုင်တဲ့အနေထားရောက်တဲ့ချိန်မှာအဲ့ကြက်ကခုနတဲ့ပို့ပြီးစောပြီးတော့လဲသွားတာကိုတွေ့ရတတ်တယ်ဆေးနဲ့မမျှလို့နော်အဲ့တော့ကြက်ဒီတအားကာလာတွေပြောင်းနေတယ်မာကင်တွေများနေတယ်အမွှေးတောင်တွေကျွတ်နေတယ်မာနေပြီမဲ့လို့ကာလာမမှန်ဘူးဆိုလို့ရှိရင်ဒီကြက်တွေကိုထွက်မတိုက်ပါနဲ့ထွက်တိုက်လို့ရှိရင်သူတို့အသားတွေကတစ်ချက်ခုမိတာနဲ့ကရုံကင်ဖြစ်ပြီးလဲတတ်တယ်အကျော်တွေဆွဲတတ်တယ်အကျော်တွေပါသွားတတ်တယ်ဟုတ်လားအဲ့တော့ဒီကြက်တွေကိုတိုက်လို့ရှိရင်9កောင်ကနေတိုက်လို့ရှိရင်မတော်တဆ2កောင်လောက်ဖြစ်တတ်တာကိုတွေ့ရတယ်ဒီလိုထွက်တိုက်ခဲ့မယ်ဆိုရင်လည်းစင်ရင်တိုက်ကြပါလို့ဦးတော်ဒီနေ့နော်ဒီကိုဖေးကိုတင်ပေးရခြင်းဖြစ်တယ်